မင်္ဂလာပါခင်ဗျာကျွန်တော်ခုလူစွန်တော်ဟာတာလေးဝီဒီယိုစင်ပြီးဆက်ပြတော့ဖြစ်ပါတယ်ကျွန်တော်နဲ့တူတော့ကြည့်ကြရင်ပေါ့နော် let's go ဟာလေဝင်ကြီးကမဲမေလေးမဟုတ်ခံခံမပြောနဲ့ငါမေလေးဆိုလည်းပါပိတ်ရတဲ့ကြာပြီခေကပါရိုက်တာတော့ဝင်ကြီးတဲ့လုံးမင်းလုံးမဟုတ်ဘူးနေလက်ပြီးပါရိုက်လာတဲ့ကောင်အမေဗျာဝင်ကြီးလာပြီးတော့ပါပြန်ရိုက်ပဲလုံးတယ်ရောင်းစားသေးခြင်းလို့ဟဲ့အောင်တခိုးမင်းလို့တခိုးတွေငါတို့တိုင်းမှာရှိတာနားတယ်ကွာမင်းတို့လိုဝင်ကြီးလိုတခိုးလိုတွေရှိတယ်နားတယ်တရားကလေးပေါ့နော်သွားမလို့စကားပြောတာတခိုးကလူပြန်ဟစ်လို့ပဲကွာတခိုးကလူပြန်ဟစ်လို့ငါပြောတဲ့စကားလိုက်မပြောနဲ့ဟဲ့အောင်မင်းတို့လိုတခိုးတွေငါတို့တိုင်းမှာရှိတာနားတယ်အဲ့တော့ငါတို့တိုင်းပြည်အုပ်ချုပ်တဲ့အရှင်မင်းတရားကြီးသိတော့မင်းတို့သေတယ်ဘေးမှာကျင်းသေးတယ်ကွာသေတယ်ဘေးမှာကျင်းသေးတယ်ကွာဟဲ့အောင်ဒီပါပြောင်းနေလူစီလူစီ တဆင်လည်းမဟုတ်တခိုးပါဗျာတခိုးပါဗျာဘာဖြစ်တယ်တခိုးပါဗျာတခိုးပါဗျာပြန်ပြောစမ်းတခိုးပါဗျာတခိုးပါဗျာမင်းဘာသူပြောတာဟိုမှာလေသူပြောနေတာလေသူကြည့်ပြောကွာဘယင်ကြည့်ပြီးတခိုးလို့မပြောအားကောင်ကအစားတဲ့မလုံရတဲ့ကြားတယ်မင်းကတခိုးလာလို့ဟဲ့မင်းလားတခိုးမရှိလို့ကိုးစားမိတာပါဖေ။အေးမင်းကမရှိလို့ခိုးတယ်ဆိုတော့ငါတို့ကရှိရှိနဲ့ခိုးတယ်လို့မင်းကပြောတာ။အော်။ဒီတော့တခိုးလားတခိုးပါဗျာ။ဟာငါတိုင်းပြည်မှာတခိုးရှိတယ်။မှန်ပါ။တွေ့လား။ဟုတ်။ဒါပါလေ။စောက်စလုံးပြူ။စောက်လုံးပြူတနတ်ဆရာလည်းပြမဆောက်စလည်းပြတေးသွားမယ်နော်။ဟုတ်။မင်းလိုကောင်မျိုးမပြောနဲ့။ဘယင်ကဟိုတန်လျက်မကင်ဘူးလား။အဲ့ဒီတန်လျက်ကဟိုတုန်းကဘယင်နေကင်တာ။ဒီတနတ်နဲ့နှစ်ပေါင်း20ကျော်အုပ်ချုပ်လာတာမရှင်းတယ်နော်။အေးရငါတိုင်လည်းမကန်တနတ်ဟုတ်မင်းလိုကောင်မပြောနဲ့စုလေဖျားရှိမှာဘုန်းကြီးတွေတော့ပြစ်ခဲ့တာမရှင်းနဲ့နော်မှားသွားတာစကားပြောတာမှားသွားတာဘုန်းကြီးတွေပြစ်တာငါမဟုတ်ဘူးသူမရှင်းမင်းရဘာလုပ်တာငါပြစ်မိတ်ပေးတာရာဇအိမ်တွေကထိမ့်ပါဗျာရာဇအိမ်တွေကထိမ့်ပါဗျာဘာဖြစ်တယ်ရာဇအိမ်တွေတော့ထိမ့်ပါဗျာဒါကအခုမှရာဇအိမ်တွေလာမထိခိုင်းနဲ့နိုင်ငံသားကြတော့ခဏခဏသွားပြီးပတ်စံချီးခိုင်းပြီးတော့အခုမှရာဇအိမ်တွေထိအကြိုင်အောင်ဘာမှနဲ့ငါနဲ့ညားတော့မယ်မသိလားဒီပါအတွေ့အကြုံရအောင်ပါဗျာမင်းတခိုးလားတခိုးပါဗျာမင်းနားမလဲတခိုးကြီးတော့ဓမြမှန်ပါဓမြကြီးတော့အစိုးရကွာဟာဟုတ်ပါဘူးမားနေပြီခင်ဗျာမားနေပြီဗျာဟာတော့ဓမြကြီးတော့အစိုးမရဓမြကြီးတော့အစိုးရဆိုအရှင်မင်းကြီးတို့ကျွန်တော်မျိုးတို့ဝင်ကြီးတွေပါနေပြီဗျာအားမဒါတနိုင်ငံလုံးသိပါတယ်ကွာအမေအေးဗျာမင်းတို့တခိုးရှိတာတိုင်းပြင်လာတယ်ဟုတ်ကဲ့အမိတ်တော်မှနားခံမှန်ပါဘယ်မှန်တော့နောက်စီပါဗျာဘယ်လိုမျက်နှာမပြောင်းနဲ့မင်းတနက်နဲ့ပြစ်လိုက်ဒီလိုပြစ်တာမဟုတ်ဘူးလေဗျာမားနေတယ်အေးဗျာဟန်ငါတနက်လေးတော့ပါအေးဗျာသိသွားမယ်ဟုတ်ကဲ့ရှင်းတယ်နော်ဒီကောင်အပြစ်ပေးမယ်နားခံအမိတ်တော်နားခံမှန်ပါတုတ်တန်ထုတ်ကားစင်တင်တောင်းဆွဲနေကွယ်ဒီကောင်မသိမချင်းတိခံတော်မူအောင်ဖေဟာတိခံတော်မူအောင်ဖေဟာငါအိမ်မှာထမင်းကျွဲလွတ်လိုက်ငါတော့မှဘယင်မလို့ပါကွာဗျာဘယင်လည်းနေမှန်းနဲ့ရိုက်နေမရောက်သွားလို့ပါဗျာဝင်ကြီးကွာမင်းကလေမကြည့်ကွာဘယင်လိုကတော့ကားတွေကကတော့ပုံတွေကတွတ်ပြီးလို့နေဆိုအသေးကြီးမင်းမလေးတွတ်ပြီးရမရှိလို့ကိုးစားတဲ့လူကြတော့ဖမ်းနေကွာရောက်မီးပွိုင်မှာပေါ်တင်တောင်းနေတဲ့လူကြတော့သူတို့မျက်ွယ်ပြုတ်ထားအေးငါတပည့်တွေကွာငါလွတ်ထားတာအေးမင်းအဲ့ကောင်တွေမပြောနဲ့အဲ့ဒါဘာတော့မီတီပီကိုမော်တော်ဘီကပြောဖမ်းခံမှာပေါ့မော်တော်ဘီကမပြောနဲ့ဘာဖြစ်လို့ဒိတ်ပြင်းတော့ရှိုင်းတယ်မင်းတို့ကောင်တွေကပညာမတတ်လို့ရှိုင်းတာဟုတ်မော်တော်ဘီကမပြောနဲ့ဟုတ်သူ့တင်စားပြီးပြောလိုက်ဘယ်လိုပြောတီပီကျော်သိန်းတို့အုပ်စု VCD ရိုက်နေတယ်စစ်သားလို့မပြောနဲ့ရှိုင်းတယ်ဘယ်လိုပြောလေယာမြေထိမ့်သိမ်းရေးဖွဲ့ရှင်းတယ်နော်အဲ့ဒါဆိုရဲလဲရဲလို့မပြောနဲ့ဘာပြောကြီးနိုင်ငယ်ညင်းအဲ့ဒါမပါဘူးဟဲ့ဗျာကြီးလေးတဲ့အပြစ်ကိုကျူးလို့နဲ့တခိုးဟုတ်ဟာတနက်ပြောရဒီမှာဒီတနက်ကကိုတီးမရှိဘူးတုတ်တန်ထုတ်ကားစင်တင်မှန်ပါတောင်းဆွဲနေကိုအဲ့ကောင်ထမင်းကျွေးပြီးမှပြန်လွတ်စမ်းပါဒီဘယင်ကတော့ငါပါဖြတ်ချလိုက်အောင်အဲ့ကောင်ဘယင်လည်းပါချမယ်ကျင်းတာအကျင့်ပါနေလို့ပါဗျာဝင်ကြီးစိတ်မစေရဘောနော်ဒီကောင်တနာပါတယ်ကွာတနာကြတာတခိုးတိုင်းပြည်ကဖမ်းထားတဲ့ကုန်ပြီကျွန်တော်မျိုးမခိုးရတယ်ဒီကောင်ခိုးတာနဲ့ကုန်တော့မယ်အဲ့ကောင်အရင်တက်ကမှာ
ငါငယ်တုန်းကလည်းဒီကောင်းလိုပဲပြော ဟာတော့ပါပဲကွာငယ်တော့ သူ့ပုံစံလေးပဲပါလေ မလုပ်ပါနဲ့ဗျာတတ်ပါမိတ်ချပါဗျာ ကျွန်တော်လက်ထဲမှာလည်းဘာပစ္စည်းမှမရှိဘူး ဖမ်းတယ်မင်းကဖမ်းတယ် ဘာဖြစ်လို့ဖမ်းတာလဲ မင်းပုံမှန်တက်ဖမ်းတာ ဘာနေချင်းတို့မလာနဲ့တော့ ပစ္စည်း โอเคဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုမှာပြန်ဆိုတွေ့ကြမယ်